တရက်ပြင်သွားမယ်ဆိုရင် outfit ကော makeup ကောအရန် ready ဖြစ်နေပြီ ready မဖြစ်တာဒီစီတွေပြန်ပြီးထိတ်မှာပြားကတ်နေတဲ့သပင်ပါပဲဆိုတော့ဒီလိုပြင်မသွားခင်သပင်ကိုပွားလေးနဲ့ fresh ဖြစ်အောင်3စက္ကန့်လောက်အတွင်းလုပ်နိုင်တယ်ဒီတနည်းပဲရှိတယ်ချဲကောင်းမလျှော်ရတဲ့ရက်တွေမှာသုံးတဲ့ quick fix ပေါ့နော်တကယ်စက္ကန့်ပိုင်းပါပဲအဲ့လိုဥယျာဉ်ပြအစီပြန်လွယ်တဲ့သူတွေကအောက်ကသပင်ကဘလို့လေးပဲလှနေနေထိတ်ကပြားကတ်နေတဲ့အခါမှာ styling လုပ်ရတာလုံးဝမလှပါဘူးအပြင်သွားရတာ confident တော်တော်လျော့ပါတယ်ဒါဆိုလို့ရှိရင်ငကိုကလည်းဥယျာဉ်ပြအစီပြန်နေပြီးတော့နေတိုင်း gym ဆော့တဲ့အခါမှာချွေးတွေရဲ့အစီတွေဒီထိတ်မှာလေးပြီးပြားကတ်သွားတာပေါ့နော်အဲဒီသပင်အရှိန်နဲ့ခေါင်းလျှော်ရတာလေးမှုတ်ရတာနေတိုင်းလုပ်ဖို့တော်တော်အဆင်မပြေပါဘူးခဏခဏဒီပြဿနာကြုံနေရတဲ့သူတွေအတွက် Blingo ရဲ့ dry shampoo တပူကတော့စောင်းထားတင်ပါတယ်တကယ် must have ပါ Blingo ကနေဒီလိုမျိုး150 ml ပါတဲ့ dry shampoo လေးအသစ်ထွက်ထားတာရှိပါတယ် dry shampoo နဲ့မရင်းနှီးသေးဘူးဆိုရင်တော့ तू ကရေပြန်ဆေးချပြန်မလို့ပဲနဲ့ကျတော့အခုလိုသပင်ကပြားကတ်နေတဲ့အချိန်မှာဖျန်းလိုက်ပြီးရင်တန်းပြီးပွားလေး fresh ဖြစ်သွားတာပါBlingo ရဲ့ dry shampoo သုံးတဲ့အခါမှာမသုံးခင်မှာ10စက္ကန့်လောက်တေချာလေးလုပ်ပေးပါပြီးရနဲ့အဖုံးလေးဖွင့်ပြီးတော့ကိုအစီပြန်တဲ့နေရာတွေကိုအထူးပြုပြီးတော့ဖျန်းလို့ရပါပြီ။ကျတော့ဥယျာဉ်ပြအပေါ်ပိုင်းနဲ့ရှေ့ကကာတင်ပန်းနေရာလေးတွေပြားနေရင်မလှတဲ့အတွက်အချဲအရန်အစီပြန်တဲ့နေရာတွေမှာဖျန်းပေးလိုက်ပါတယ်။ဖျန်းတဲ့အခါမှာဥယျာဉ်ပြနဲ့ဆန်သားနဲ့အရန်ကက်ဖျန်းတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးခွာပြီးတော့ဖျန်းပေးပါ။ဒါဆိုလို့ရှိရင်သူ့ထဲကအမှုန်လေးတွေကဖြာကျပြီးတော့ဆန်သားပေါ်မှာညညညာလေးနဲ့အဖြူအမှုန်ကြံတာတွေမဖြစ်ဘဲနဲ့အစီအကုန်လုံးကိုတညီတညာလေးစုပ်ယူတော့မှာပေါ့နော်။ဒီလိုမျိုးကိုလိုတဲ့နေရာလေးတွေတညီတညာလေးဖျန်းပြီးသွားပြီဆိုလို့ရှိရင်လက်ကလေးနဲ့ဆန်သားနဲ့ဥယျာဉ်ပြားကြားတွေကိုထိုးပြီးတော့ massage လေးလုပ်ပေးလိုက်ရပါပြီ။ပုံလေးတွေဒီဥယျာဉ်ပြားအခြေထိရအောင်ဆန်သားအောက်ပိုင်းတွေထိရအောင်ပို့ပေးလိုက်တဲ့သဘောပေါ့နော်။ကဲဒီလိုမျိုးလေးလွယ်လွယ်ကူကူသုံးပြီးသွားရင်တော့ထဒါဒါကတော့သူ့ရဲ့ result ဖြစ်ပါတယ်။ဆဲသပင်ကဒီအောက်ကပြော့နေတဲ့သပင်လေးတွေနဲ့အကုန်တညီတည်းဖြစ်ပြီးတော့ခေါင်းလျှော်ထားတဲ့နေရာလိုမျိုး result လေးဖြစ်သွားတာပေါ့နော်။မသုံးခင်သပင်လိုပြားကတ်နေရဆိုလို့ရှိရင်သပင်တစ်ခုလုံးကမလှသလို makeup ကလည်းလှတယ်မခံစားရပါဘူး။အခုကတော့လုံးဝခေါင်းလျှော်ပြီးသား day 1လို့ခံစားရပါတယ်။လုံးဝပြားကတ်နေတဲ့သပင်က volume လေးတက်ပြီးတော့ပေါ့ဖုံးဖောင်းလေးဖြစ်လာတယ်။အောက်ကသပင်ပြော့နေတာနဲ့အပေါ် volume နဲ့အတူတူဖြစ်သွားတာပေါ့နော်။အဲ့တော့လုံးဝ fresh လို့ပါ။ Blingo ရဲ့ dry shampoo ကနေချက်တော်တော်လေးသဘောကျရတဲ့အချက်ရှိတယ်။အဲ့ဒါက dry shampoo တိုင်းမှာမတွေ့ရဘူးသူ့ရဲ့ဒီ nozzle spray လေးကထွက်လာတဲ့ mist လေးတွေကတော်တော်မှုံမွှားပြီးတော့ဒီဆန်သားမှာဖျန်းပြီးသွားတဲ့အခါမှာသူကဒီအဖြူမှုံနေကြံနေရတာမျိုးလုံးဝမတွေ့ရဘူးအဲ့ချက်ရန်သဘောကျပါတယ်ဒီထိတ်က nozzle လေးကလည်းတစ်ချက်ပြီးတစ်ချက်ဖိစရာမလိုဘဲနဲ့ဖိထားလိုက်တာနဲ့ဒီလိုမျိုးတောက်လျှောက်ထွက်နေတာပါကျတော့သပင်ကိုတောက်လျှောက်ဖျန်းနေတဲ့အခါမှာ satisfying တော်ဖြစ်ပါတယ်။ဘောင်းမှာရောက်လာတဲ့ပေါင်တာအမှုန်လေးတွေအတွက်ကလည်း nano powder technology ကိုသုံးထားတယ်လို့သိရပါတယ်။အဲ့တော့လုံးဝမှုန်မွားပြီးနေရတော့ပေါ့နော်။တော်မိုက်ပါတယ်။နောက်ချက်အရန်သဘောကျတာရှိသေးတယ်။ तू ကကျတော့ဖျန်းလိုက်တဲ့အခါမှာခေါင်းကအစီရည်နဲ့သူ့ရဲ့အမှုန်လေးတွေနဲ့ပေါင်ပြီးတော့အစီတော့စုပ်သွားပါတယ်။သဘာဝမဆန်ပဲအဲ့လိုကောက်ကက်ကြီးဖြစ်နေရမျိုးလုံးဝမရှိပါဘူး။ဆန်သားကငကိုအတိုင်းလေးပဲပျော့ပြီးအမြင်လေးတွေကိုကွဲပြားလေးမြင်ရတယ်။အဲ့ဒါသူ့ထဲကဒီ dual collagen formula ကြောင့်လို့သိရတယ်။ collagen ရဲ့ hydrolyzed collagen ရဲ့ပေါင်းထားတာဖြစ်တဲ့အတွက်ဘာဝအတိုင်းနုနုညံ့ညံ့ပျော့လေးကြံခဲ့ပါတယ်။နောက်ပြီးသူ့အနံ့လေးကဒီ citrus ဖြစ်တဲ့အနံ့လေး grapefruit လိုအနံ့လေးပါဒီဥယျာဉ်ပြအစီရဲ့သူ့အနံ့ရဲ့ပေါင်းသွားပြီးတော့အနံ့တစ်မျိုးဖြစ်သွားတာမျိုးမရှိဘဲနဲ့ fresh ဖြစ်တဲ့အနံ့လေးတင်းတင်းလေးဖြစ်ပါတယ်အဲ့တော့ဥယျာဉ်ပြခဏခဏအစီပြန်နေခေါင်းခဏခဏလျှော်ဖို့လေအချိန်မရဘူးဒါပေမဲ့ dry shampoo သုံးတဲ့အခါမှာလေလေးပင်နဲ့ခန်းစားချက်ကြီးကြံနေတာမကြိုက်ဘူးဆိုလို့ရှိရင် Blingo ရဲ့ dry shampoo ကိုတေချာပေါက် try ကြည့်စေချင်ပါတယ်တကယ်ချဲတို့ main လေးတွေအတွက် life saver must have ဖြစ်မှာပါ Blingo ဝယ်မယ်ဆိုလို့ရှိရင် Alibaba price နဲ့ Blingo app website မှာ order တင်လို့ရပါသေးတယ် original price ရဲ့အများကြီးတက်တာမနည်းပါကိုယ့်ရဲ့ဖုန်းထဲကနေ Safari သို့မဟုတ် Chrome ကနေဝင်လို့ရပါတယ်ဝင်ပြီးသွားရင် blingo.app လို့ရိုက်လိုက်ရင်ရပါပြီ website ထဲရောက်သွားရင် dry shampoo လေးကိုနှိပ်လိုက်ပါဝယ်မဲ့ရေအတွက်ကိုထည့်ပြီးတော့ buy now ကိုနှိပ်လိုက်ရင်တော့လိပ်စာနဲ့ payment လေးကြာလာပါလိမ့်မယ်နာမည်လိပ်စာဖုန်းနံပါတ်ဖြည့်ပြီးသွားရင်တော့ KPay လား COD လားရွေးလိုက်ပါတယ်နောက်ဆုံးမှာ place order နှိပ်လိုက်ရင်တော့မူရင်းစိမ်း 48,000 ကို Alibaba price 38,000 နဲ့ရသွားပါပြီသုံးမှုသမျှ dry shampoo တွေထဲမှာ Blingo ရဲ့ dry shampoo ကိုချေတော်တော်လေးစိတ်တိုင်းကြပြီးတော့ 10 out of 10ပေးပါတယ်။ချဲကိုရိုင်းလည်း Blingo ရဲ့ dry shampoo ကိုကုန်တိုင်းထပ်ဝယ်ပြင်မှာပါ။ဆိုချဲဒီနေ့ဗီဒီယိုလေးကတော့အစီပြန်ပြီးကတ်နေတဲ့သပင်တွေကို bye bye လုပ်လို့ရပါပြီ။ live saver လေးတွေညွှန်ပေးလိုက်ပါတယ်။ချဲလည်းပြင်သွားဖို့သပင်မှာ ready ဖြစ်သွားပြီဆိုတော့အားလုံးပဲ bye